ဖုန်းတိုင်းမှာပါတဲ့ INEI ဆိုတာဘာလဲဖုန်းဝယ်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်ဖုန်းပြောက်လို့တိုင်ချက်ဖွင့်မယ်ဆိုရင်ပဲဖြစ်ဖြစ် INEI ဆိုတဲ့စကားလုံးကိုခဏခဏကြားဘူးကြမှာပါတကယ်တော့ INEI ဆိုတာတင်ဖုန်းရဲ့မှတ်ပုံတင်နံပါတ်ပဲဖြစ်ပါတယ် INEI ဆိုတာဘာလဲ INEI International Mobile Equipment Identity ဆိုတာဖုန်းတစ်လုံးချင်းစီအတွက်တည်တံ့သတ်မှတ်ထားတဲ့ကဏ္ဍ15လုံးပါဝင်တဲ့သက်သေခံကုန်းနံပါတ်တစ်ခုပါကမ္ဘာပေါ်မှာရှိတဲ့ဘယ်ဖုန်းနဲ့မှမတူအောင်ပြုလုပ်ထားတာဖြစ်လို့ဖုန်းရဲ့ ID ကတ်လို့လည်းခေါ်နိုင်ပါတယ်။ဘာကြောင့်အရေးကြီးတာလဲ။ဖုန်းခိုးခံရရင်ပျောက်ဆုံးရင် operator တွေစီဖုန်းဆက်ပြီးဒီ INEI နံပါတ်ကို blacklist တွင်းထားလိုက်ရင်အဲ့ဒီဖုန်းကိုဘယ်စင်းမြန်ကတ်နဲ့မှသုံးလို့မရအောင်ပိတ်ထားနိုင်ပါတယ်။တင်ဝယ်လိုက်တဲ့ဖုန်းကအစ်စ်လားအတုလားဒါမှမဟုတ်ခိုးရပါပစ္စည်းလားဆိုတာ INEI ကတဆင့်စစ်ဆေးနိုင်ပါတယ်။ဖုန်းပြုပြင်တဲ့အခါဒါမှမဟုတ်အာမခံတက်တန်းစစ်ဆေးတဲ့အခါမှာလည်း INEI ကိုအသုံးပြုရပါတယ်။ကိုဖုန်းရဲ့ INEI ကိုဘယ်လိုကြည့်မလဲ။အရန်လွယ်ပါတယ်ဖုန်းရဲ့ deal pad ဖုန်းခေါ်တဲ့နေရာမှာသူည6ကိုရိုက်နှိပ်လိုက်ရုံနဲ့နံပါတ်ပေါ်လာမှာပါ။ကိုဖုန်းရဲ့ INEI နံပါတ်ကိုတနေရာမှာကြိုတင်မှတ်သားထားဖို့မမေ့ပါနဲ့ဦးနော်အရေးကြုံလာရင်အရန်သုံးဝင်လို့ပါ။